equation of the curve ကပ်ကဲ equation ပေးထားတယ်ဟုတ်လားကပ်ကဲ equation က equation က y equal to 8 minus 3 by 8 plus 2 the curve intersect the exit at the point P အဲ့တော့ဘုရားဆရာပြောအကျမ်းလေးပေါ့ဟုတ်လားအကျမ်းကြီးလေးရှင်းပြဟုတ်ပြီနော်အဲ့တော့ဒီမှာကပ်တစ်ခုရှိမယ်ဒီကလည်းပြီးကမှပြမအောင်ဆရာအကျမ်းကြီးပြောပြတာနော်အဲ့တော့ကပ်တစ်ခုရှိမယ်တဲ့ကပ်တစ်ခုဒါက y ပေါ့အဲ့ဒီမှာ p ဆိုတဲ့အမှတ်ရှိမယ်တဲ့အဲ့ဒီ p ကကပ်နဲ့ဘယ်မှာဖြတ်နေတာလဲဆိုတော့ f exit မှာဖြတ်နေတာတဲ့အဲ့ဒီအမှတ် p မှာရှိတဲ့ normal line ဟောဒါဆိုဟောတာက p မှာရှိတဲ့ဒါက tangent line ဒါဆိုဟောတာ p မှာရှိတဲ့ normal line အဲ့ p မှာရှိတဲ့ normal line ဒီတဲ့ y exit ကိုဘယ်မှာတစ်ခါဖြတ်လဲကျူမှာတစ်ခါပြန်ဖြတ်တယ်တဲ့ဒါဆိုရင်တဲ့ဆရာတို့ဟို triangle POQ ရဲ့ area ကိုရှာပါတဲ့ဒီကိုနားလည်လားကဲဒါဆိုဆရာတို့ကဒီကောင်းကိုဘာလို့ရတော့အဲ့ဒီကက x axis ကိုဗမာဖြတ် the curve at exit အဲ့ကြောင့်မလို့ y equal to ဘယ်လောက်တော့0ဟုတ်လားအဲ့တော့ x minus 3 equal to 0 x equal to 3ကဲဒါကြောင့်မလို့ point p က3, 0 ဟော point p ရပါပြီကဲ p ရပြီဆိုတော့ဆရာတို့ကခရီး p မှာထိနေတဲ့ tangent line ရဲ့ gradient ကိုအရင်ရှာမယ်အဲ့တော့ y equal to x minus 3 by x plus 2အဲ့တော့ဆရာတို့ကဘာလို့ dy by dx အဲ့တော့ dy by dx ဆိုတော့အောက်ထားမယ်အပေါ်ရှိတ်မယ်အပေါ်ထားမယ်အောက်ရှိတ်မယ်ဒါလွယ်အောင်မှတ်လိုက်တာဟုတ်လားပြီးရင်အောက်နှစ်ထပ်လုံးမယ်အဲ့တော့အပေါ်ရှိတ်တော့8 plus 2 into 1 x minus 3 into 1 by x plus 2 the whole square အဲ့ဒီကပွင့်ချလိုက်တော့ x plus 2 minus x plus 3ဟောဒီ x နဲ့ကျေသွားတော့ဘာဖြစ်မလို့5 by x plus 2 the whole square ရမလားကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ကအဲ့ဒီ p မှာရှိတဲ့ gradient ကိုရှာမှာပေါ့ at p equal to ဘယ်လောက်တော့3, 0မှာ the gradient m is equal to dy by dx ကဲ x နေရာမှာပါထည့်3ထည့်မယ်မဟုတ်လားအဲ့တော့3ထည့်တော့3 plus 2ကဲဒါကြောင့်မလို့1 by အောက်ကအပေါ်5အောက်က9နဲ့တက်က25ဆိုတော့1 by 5ရမလားရပါဒါဆိုဆရာတို့ကဘယ် line ကိုသွားစဉ်းစားမှာလဲဆရာတို့ကစိတ်ဝင်စားတော့ tangent line မဟုတ်ဘူးဘယ်လိုလဲ normal line ဒါကြောင့်မလို့ equation of normal x p 3, 0 is ပြောပါဖြစ်မလဲ y minus 0 normal ဆိုတော့ minus ခံပြောင်းပြန်စမ်း x minus 3အဲ့တော့ y equal to 5x plus 15ရမလားရပါအဲ့ဒီ line က y ဝင်ရိုးသွားဖြတ်တယ်ဟုတ်လား this line curve y axis at ဘယ်မှာလဲ q
ဒါကြောင့်မလို့ဝိုင်းဝင်ကိုဖြတ်တယ်ဆိုတော့ဘယ်သူ0လဲ x က0ဒါကြောင့်မလို့ထိုးကြောင်း y equal to 15ကဲဒါကြောင့်မလို့ကျူဆိုတဲ့ point ဟာ 0,15 ပေါ့ဒါမလား